ကပ်ပေးကာလမှာပြန်လည်မွေးဖွားလာတဲ့ကျွန်တော်ရဲ့ပထမဆုံးလုပ်ရက်ကတော့ငွေသားတန်းပေါင်း3သိန်း3ပြီးကမ္ဘာအဆင့်မီတတူးဆရာတရားကိုငှားရမ်းကတတူးထိုးခဲ့ခြင်းဖြစ်ပါတယ်။ဘယ်ဘက်လက်မောင်းမှာငကားနဲ့ညာဘက်လက်မောင်းမှာကြားဖြူရင်ဘက်မှာကြားတဲ့ကြောကုန်းမှာအတူရဘယ်ဘက်တင်ပါမှာမြောက်ဘရင်ညာဘက်တင်ပါမှာနာစာဘယ်ဘက်ခြေထောက်မှာမရနဲ့နဲ့မင်းညာဘက်ခြေထောက်မှာရာဟုခါနှစ်ဖက်မှာမရနာဘရင်နဲ့ဦးကောင်းခုံမျက်ခုံးချမှာတော့ရှည်လျားတဲ့သွေးအောင်မွေးအမြင့်တစ်ခုကိုပါထိုးခဲ့ပါတယ်လူတိုင်းကကျွန်တော်ကိုအယူလို့ထင်မှတ်ပြီးဝိုင်းရကြပေမဲ့ကျွန်တော်ကတော့အထင်သေးတဲ့အပြုံးနဲ့ပဲတုတ်ပြန်ခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့နောက်2လအကြာမှာကဘာပေါ်ကတရိတ်ဆန်တွေနဲ့အပင်တွေအားလုံးဗီဇပြောင်းလဲသွားတော့မှာဖြစ်လို့ပါပုံမှန်ဆိုရင်ဂရုစိုက်စရာမလိုတဲ့ပြည့်စိတ်တွေတောင်မှအစမတန်ကြီးမားလာမှာဖြစ်တယ်လို့လမ်းဘေးမှာတွေ့နေကြမျက်ပင်လေးတွေကအစချက်ချင်းလက်ငင်းမှာပဲကောင်းကင်ကြီးမြင့်တဲ့တစ်ပင်ကြီးတွေဖြစ်လာကြမှာပါလူသားတွေကတော့ဗီဇပြောင်းတတဝါတွေရဲ့အစာဖြစ်တာကြံရည်ခဲ့တော့မှာပါဒါပေမဲ့တတူထိုးထားတဲ့လူသားတချို့ကတော့သူတို့ကိုယ်တိုင်ဗီဇပြောင်းစွမ်းအားတွေရရှိလာတာကိုအံ့အားသင့်စွာတွေ့ရှိလိုက်ကြပါတယ်ဒါကဘာစွမ်းအားလဲတချို့ကတူညီတတူကိုထိုးထားတဲ့အတွက် five sense အဖြစ်ပြောင်းလဲသွားပြီးရန်သူတွေကိုအပြတ်သက်ချေမှုန်းနိုင်ခဲ့ကြတယ်တချို့ကြတော့လည်းပခုံးပေါ်ငကားတတူကြောင့်ငကားဝိညာဉ်ကိုပိုင်ဆိုင်ပြီးမြို့ကိုစောင့်ရှောက်နိုင်သူတွေဖြစ်လာကြတယ်။အရင်ဘဝကကျွန်တော်ဟာငွေတန်းပေါင်း3သိန်းပိုင်တဲ့ကုမ္ပဏီဥက္ကဋ္ဌတယောက်ဖြစ်ပေမဲ့တတူမရှိခဲ့တဲ့အတွက်ဗီဇပြောင်းတတဝါတွေရဲ့အစာဖြစ်နေပဲဘဝဆုံးခဲ့ရတယ်။အခုတော့ကျွန်တော်ကတင်ပေါ်မှာလှည့်ရင်ဖုန်းကိုကောက်ကင်ကဖုန်းဆက်လိုက်ပါတယ်။ဟယ်လိုဥက္ကဋ္ဌရှင်ဗာများညွှန်ကြားစရာရှိပါသလဲဖုန်းဝင်လာတာနဲ့ချိုသားတဲ့အမျိုးသမီးအတန်တစ်ခုထွက်ပေါ်လာပါတယ်။ကမ္ဘာအကောင်းဆုံးတဲ့လူဆရာတွေကိုအကုန်ခေါ်ပြီးဈေးနှုန်းဘယ်လောက်ပဲဖြစ်ဖြစ်ဒီနေ့ညနေ9နာရီအတွင်းသူတို့ကိုငါးမျက်စိရှိမှမြင်ကျင်တဲ့ငါတိထားတဲ့လောက်တော့ကပ်ပေးမတိုင်ခင်မှာတတူးကပိုပြီးလက်တွေ့ဆန်လေးနိုးထလာတဲ့အခါပိုင်ရှင်ကိုပေးစွမ်းနိုင်တဲ့စွမ်းအားကပူကြီးနေပဲတူညီတဲ့တတူးမျိုးစားဆိုရင်လည်းပုံဖော်ထားတဲ့လက်တွေ့ဆန်မှုအပေါ်မူတည်ပြီးစွမ်းအားချင်းကွာခြားတယ်ဒါအပြင်တူညီတဲ့တတူးတွေချင်းထက်တူကြရင်တစ်ခုနဲ့တစ်ခုစုံယူပြီးပုံမအားကောင်းလာနိုင်တယ်ဒါကြောင့်ကပ်ပေးပြီးရင်တတူးစွမ်းအားရှင်တွေဟာတယောက်နဲ့တယောက်အပြန်အလှန်တက်ဖြတ်ကြလိမ့်မယ်ကောင်းပါပြီဥက္ကဋ္ဌနောက်ထပ်ဗာများညွှန်ကြားစရာရှိသေးလဲရှင်လောလောဆယ်တော့မရှိသေးဘူးမှတ်ထားငါလို့ချင်တာကကမ္ဘာအထွတ်အထိပ်တတူးစရာတွေပဲမပြီးမြောက်ဖဲနဲ့ကောင်းပါလေအလွယ်တကူတယောက်ယောက်ကိုပဲခေါ်လာရင်တော့အကျိုးဆက်ကိုခံရလိမ့်မယ်စကားအဆုံးမှာကျွန်တော်အတန်ကအေးဆက်သွားပါတယ်ဒါဟာကပ်ပေးပြီးရင်ကမ္ဘာအထွတ်အထိပ်ကိုရောက်နိုင်မလားဆိုတဲ့အရေးကြီးကိစ္စပါအဲ့ဒီမိန်းကလေးကသာအလုပ်ပြတ်အောင်လုပ်ရင်ကပ်ပေးရောက်တာနဲ့ပထမဆုံးအဖြစ်သူ့ကိုပဲအရင်ရှင်းပြရလိမ့်မယ်ဖုံးချပြီးနောက်ကျွန်တော်ပြတယ်ပေါက်နာအသွားရက်ကကြည်လင်နေတဲ့ကောင်းကင်ကိုမေးကြည့်လိုက်ပါတယ်အခုလိုမြင်ရတာကနောက်ဆုံးအချိန်ပဲဖြစ်လိမ့်မယ်ဇန်နဝါရီ1ရက်မနက်အစောပိုင်းရောက်ရင်ကဘာကြီးတစ်ခုလုံးမြူဘိုးထူထူတွေဖုံးလွှမ်းသွားတော့မှာနေ့နဲ့ညရှိသေးပေမဲ့ကောင်းကင်ကတော့မှိုင်းညွတ်နေတဲ့ညနေခင်းလိုပဲညဘက်ဆိုရင်တော့တွေ့ရောက်လာမင်းကြီးထွက်ပေါ်လာလိမ့်မယ်ကပ်ပေးမတိုင်ခင်2လပဲလို့တော့တယ်အကြီးစားဘေးကိရနေရတစ်ခုစောက်ဖို့အချိန်မီပါသေးတယ်ဘာကြောင့်အကြီးစားဘေးကိရနေရစောက်ရတာလဲဆိုတော့ကပ်ပေးရောက်လာတဲ့အခါမျက်ပင်တွေတပင်ကအစကျန်းတန်းသွားမှာဖြစ်ပြီးလူသားတွေရှင်းတန်းနိုင်တဲ့နေရာအလွန်နှဲပါသွားမှာမဟုတ်ပါဒါကြောင့်ငွေကြီးမပြတ်တောက်တဲ့အချိန်မှာခိုင်ခန့်တဲ့အကြီးစားဘေးကိရနေရတစ်ခုကိုတိစောက်ပြီးရိတ်ခါတွေအလုံးလောက်စုဆောင်းထားဖို့ကမဖြစ်မနေလုပ်ရမယ့်ကိစ္စပါထို့နောက်ကျွန်တော်ဖုန်းတစ်လုံးကိုထပ်ဆက်လိုက်ပါတယ်လောင်ဂျီမျိုးမှာစုပ်ပစ်ထားတဲ့အကြီးစားအချင်းထောင်ဟောင်းတွေရောင်းဖို့ရှိသလားစုံစမ်းပေးပါမိဘတွေခြံထားခဲ့တဲ့ Henry Group ဟာနယ်ပယ်ပေါင်းစုံမှာလုပ်ကိုင်နေပြီးအင်ချန်ကြီးကဏ္ဍနဲ့အပါဝင်မှာအခုစကားပြောနေတာကအဲ့ဒီကဏ္ဍရဲ့မန်နေဂျာပါဥက္ကဋ္ဌကျွန်တော်သိတဲ့လောက်တော့2ခုရှိပါတယ်တစ်ခုကအနောက်ဘက်ဆုံးကတဲကဏ္ဍရဘက်မှာပါစုစုပေါင်းဧရိယာက12ရန်မီတာ9သိန်းကျော်ရှိပြီးထေဝရကဂျင်းနဲ့ရင်းရင်းထက်တောင်ပူကျဲပါသေးတယ်အရင်ရာစုကစောက်ထားတာဖြစ်ပြီးအခုရောင်းဈေးကယွမ်900တန်းပါနောက်တစ်ခုကိုမပြောနဲ့တော့ကျွန်တော်သူ့စကားကိုဖျက်လိုက်ပါတယ်အနောက်ဘက်ဆုံးကလူသူကင်းမဲ့တဲ့နေရာဆိုရင်အသင့်တော်ဆုံးပဲအဲ့ဒီအချင်းထောင်ရဲ့တာဝန်ခံတဲ့ချက်ချင်းအဆက်အသွယ်လုပ်ပါအမြန်ဆုံးဝယ်ယူပြီးတိဆောက်ရေးလုပ်ငန်းစတင်လိုက်ပါတိုင်းအမြင့်အနည်းဆုံးမီတာ900အထက်အထူအနည်းဆုံးမီတာ10အထက်ရှိရမယ်တန်ကူကွန်ကရစ်နဲ့ဆောက်ရမယ်မြေပြင်ကိုလည်းအဲ့ဒီအတိုင်းလုပ်ပါအောက်ခြေနဲ့အပေါ်ရန်လွာတွေကိုတမဏိပြားတွေနဲ့ကာရပေးပါငါရည်ရွယ်ချက်ကအကြီးစားဘေးကင်းရနေရာတစ်ခုဖြစ်ဖို့ပါရိတ်ခါတွေကိုလူထောင်ပေါင်းများစွာ3နှစ်စာစားနိုင်လောက်အောင်စုဆောင်းရမယ်ဘယ်လိုလုပ်ရမယ်ဆိုတာသိတယ်မလားဥက္ကဋ္ဌကျွန်တော်တွက်ချက်ကြည့်တာတော့အဲ့ဒီလိုစောက်ဖို့ဆိုရင်ဝယ်ယူခယွမ်900တန်းအပြင်နောက်ထပ်3-4ဘီလီယံလောက်ထပ်ကုန်ကြနိုင်ပါတယ်တကယ်ပဲဆုံးဖြတ်လိုက်ပြီလားငါမင်းကိုယွမ်10ဘီလီယံပေးမယ်ရက်50အတွင်းပြီးအောင်လုပ်ပေးရမယ်10ဘီလီယံမလောက်ရင်အချိန်မီဖုန်းဆက်ပါမှတ်ထားတက်ပေးခံတက်တစ်ခုလိုမျိုးဖြစ်နေရမယ်ပတ်စံကိစ္စစိတ်မပူနဲ့ပတ်စံဆိုတာငါအတွက်တော့ကနန်းစင်လိုက်လေးတွေပါပဲအန်ယူဂရုရဲ့တန်ဖိုးကဘီလီယံပေါင်းများစွာရှိတယ်ငါမိဘတွေခြံထားခဲ့တဲ့ငွေစုစည်းရင်းတင်ယွမ်900ဘီလီယံကျော်ရှိတယ်ကပ်ပေးပြီးသွားရင်ကုလသမဂ္ဂကနေတူညီတဲ့ငွေကြေးစနစ်တွေကိုထုတ်ပြန်နိုင်မယ်အဲ့ဒီအချိန်ကျရင်ရွှေလိုမျိုးတွေကပဲတမိုးရှိတော့မှငါရဲ့ညူဂရုကိုရောင်းချပြီးကျန်တဲ့ပတ်စံတွေနဲ့ရွှေတွေကိုဈေးပေါ်ပေါ်နဲ့အကုန်လိုက်ဝယ်ဖို့စီစဉ်ထားပြီးဟုတ်ကဲ့ဥက္ကဋ္ဌကအဲ့ဒီလိုပြောမှတော့ကျွန်တော်လည်းအလုပ်ဖြစ်အောင်လုပ်ပေးပါမယ်ပတ်စံကိုစိတ်မပူပဲသုံးခွင့်ပေးရင်ရက်50အတွင်းမဖြတ်စည်းနိုင်တဲ့ကပ်ပေးခံတက်ကြီးကိုဥက္ကဋ္ဌမြင်ရစေရပါမယ်ဗန်နာရေးဌာနဘက်ကိုယွမ်10ဘီလီယံသုံးစွဲခွင့်အရင်ပေးလိုက်ပါမယ်မြန်လုပ်ပါမြန်လေးကောင်းလေးပဲကျွန်တော်ပြောပြီးဖုန်းချလိုက်ပါတယ်ဘေးကင်းရနေရကိစ္စပြီးသွားပြီအခုတော့ကမ္ဘာအထိပ်တန်းတတူးဆရာကိုပဲစောင့်ရတော့မယ်နေ့လယ်စာစားပြီးနောက်စိန်ခံဆိုဖာပေါ်မှာထိုင်ရင်ဘယ်တတူးတွေကအမိုက်ဆုံးလဲဆိုတာရှာဖွေကြည့်ပါတယ်နောက်ဆုံးမှာတော့10ခုကိုရွေးချယ်လိုက်ပါတယ်ရာဟုကြားတစ်ခဲဝင်ကြားဖြူငကားနဲ့မရနဲ့မင်းအတူရနာမည်ကြီးဖျားဦးကောင်းခုံမြောက်ဘရင်နစဒီတတူးတွေကိုပေါ်မှာရှိနေရင်ကဘာကြီးဗီဇပြောင်းတဲ့အခါတတူးတွေနိုးထလာချိန်မှာဘလောက်တောင်အစွမ်းထက်လိုက်မလဲဆိုတာမတွေးဝင်စရာပါပဲ
အရင်ဘဝကငကားကြားတစ်တူထိုးထားတဲ့သူတွေတောင်ကမ္ဘာထိပ်တန်းအဆင့်ရောက်ခဲ့တာမှတ်မိပါသေးတယ်။ဒါပေမဲ့ဗီဇပြောင်းသားရဲတွေထဲမှာသူတို့ကိုရှင်းနိုင်တာတွေလည်းရှိပါတယ်။ခမ်းမောင်းတောင်မှာရွှေရောင်မျိုးတစ်ကောင်ရှိတယ်။တစ်နှစ်မှာအရေးခွန်လဲတယ်။နှစ်နှစ်မှာငကားဖြစ်လာပြီးသုံးနှစ်မှာတော့ရွှေငကားအဖြစ်ပြောင်းလဲသွားတယ်။ရင်းမေတောင်မှာလည်းမြောက်ကရင်တစ်ကောင်ရှိတယ်။အလွန်အစွမ်းထက်ပြီးကမ္ဘာပေါ်ကမြောက်တွေကိုအုပ်စိုးထားတဲ့ကပ်ပေးပြီးရင်ကမ္ဘာကြီးရဲ့အရှင်သခင်ကလူသားတွေကြီးပဲမဟုတ်တော့ဘူး။မျိုးတစ်မျိုးကိုအလွယ်တကူဖြစ်စည်းနိုင်တဲ့သားရဲတွေလွှမ်းမိုးသွားမှာပါ။ကနဦးပိုင်းမှာလူသားတွေကနျူကလ িয়ার လက်နက်လိုမျိုးအစွမ်းထက်တဲ့လက်နက်တွေနဲ့ကာကွယ်ကြလိမ့်မယ်။နောက်ပိုင်းမှာတော့တက်တူးဆွမ်းအားရှင် Super Predators တွေကပဲစောက်ရှောက်ရမှာပါ။သူတို့ခန္ဓာကိုယ်ထဲမှာလည်းဗီဇပြောင်းအမှုံမွားကိုခေါ်ရရှိပြီးအဲ့ဒါကိုစုပ်ယူရင်ကိုယ်ပိုင်စွမ်းအားပိုတက်လာမှာပါညနေခင်းအချိန်အနက်ရောင်စိန်ခံကားတစ်စီးကဗီလာအပြင်ဘက်ကားရနားရနေရာမှာဖြည်းဖြည်းချင်းရက်လိုက်ပါတယ်ရှေ့ကန်တကားပွင့်သွားပြီးလူရံအရင်ဆင်းလာပါတယ်နောက်ခန်းကနေအလယ်လက်ရွယ်အနောက်တိုင်းသားတစ်ယောက်ဆင်းလာပြီးလက်ထောက်တစ်ယောက်ကတော့ကားနောက်ခန်းကနေတတူးပစ္စည်းတွေကိုထုတ်လိုက်ကြပါတယ်မရန်လောင်ဒီဘက်ကိုကြွပါအဲနောက်ကပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်လိုက်ပြီးမှဗီလာထဲကိုလမ်းဝင်သွားပါတယ်အလွန်ခမ်းနားတဲ့ဗီလာထဲကိုရောက်သွားပေမဲ့ကျွန်တော်ကတော့မတွေ့ရသေးပါမရန်တော့ခဏလောက်စောင့်ပေးပါကျွန်မဖုန်းတစ်ချက်လောက်ဆက်လိုက်အောင်မယ်လီယိုဝင်းကသူ့ကိုထိုင်ခိုင်းပြီးနောက်ဥက္ကဋ္ဌဆယ်ဖုန်းဆက်လိုက်ပါတယ်10စက္ကန့်လောက်ကြာတော့ဖုန်းဝင်လာပြီးကျွန်တော်ရဲ့အတန်ထွက်ပေါ်လာပါတယ်ငါအခုဆင်းလာမယ်ကောင်းပါပြီဖုန်းချပြီးနောက်လီယိုဝင်းကလက်ဖက်ရည်ဖြော်ရင်းနောက်ဆုံးသူကိုပြုံးပြပြီးကျွန်တော်တို့ဥက္ကဋ္ဌချက်ချကင်းစင်းလာပါလိမ့်မယ်ခဏလေးစောင့်ပေးပါဦးမင်းတို့ပေးတဲ့ဈေးကငါဆောင်ဖို့ထိုက်တန်ပါတယ်အဲညောင်ကလက်ကိုဝေးရန်ရင်ပြောလိုက်ပါတယ်ခဏကြာမှလှေကားတစ်တန်ကြားလိုက်ရပြီးကျွန်တော်အနဲ့ရောင်ပိုးသားအင်ဂျင်နဲ့ဆင်းလာခဲ့ပါတယ်ဥက္ကဋ္ဌဒီဘက်ကတော့ကမ္ဘာအထင်ကြီးရတတူးစီအောင်ငန်းတော့ပါဟယ်လိုမဂျေအန်နဲ့လည်း trap ပြီးပြုံးရင်းလက်ဆွဲနှုတ်ဆက်ပါတယ်မင်္ဂလာပါကျွန်တော်လက်ပြန်ဆွဲနှုတ်ဆက်ပြီးတစ်ဖက်ဆိုဖာမှာထိုင်လိုက်ပါတယ်ဥက္ကဋ္ဌမင်းနဲ့ရင်နွေးချမ်းလေးတောက်ပါဦးလီဝင်းကလက်ဖက်ရည်ဖြော်ပြီးကျွန်တော်တို့အတွက်ခွက်တဝက်စီထည့်ပေးပါတယ်မကြေးဘာလိုမျိုးတက်တူးထိုးချင်တာလဲအဲညောင်ကလက်ဖက်ရည်တမုံတောက်ပြီးကျွန်တော်ကိုတက်တက်မိပါတယ်ငါတက်တူး30ခုထိုးချင်တယ်ရာဟုရှားတစ်ကြားဖြူငကားနဲ့မရနမင်းအတူရနမကြီးဖျားဦးကောင်းခုံမြောက်ပြီးရင်နှစားအဲ့ဒီ30ခုပဲမကြီးတင်ကယူသွနေတာလားကျွန်တော်ပြောလိုက်တဲ့တတူးအမီတွေကိုကြားတော့အတွေ့အကြုံများတဲ့အနောက်တောင်အားတင်သွားပါတယ်သူကိုယ်တိုင်လည်းတတူးတွေကိုလေ့လာထားသူဖြစ်ပြီးအဲ့ဒီအမီတွေကအလွန်ကြောက်စရာကောင်းတဲ့တရားတွေဖြစ်မှန်သိပါတယ်ကျွန်တော်လက်ဖက်ရည်တငုံတောက်ပြီးပြုံးပါပြောလိုက်ပါတယ်မင်းကမင်းရဲ့အကောင်းဆုံးစွမ်းရည်ကိုထုတ်ပြီးငါ့ကိုတတူးထိုးပေးဖို့ပဲလိုပါတယ်ဒါကိုငါထိနိုင်မလားမထိနိုင်ဘူးလားဆိုတာကတော့ငါကိစ္စပါခွင့်ကြားအဲ့ဒီလိုပြောမှတော့လေကျွန်တော်ဘာမှမပြောတော့ပါဘူးဘယ်တော့စထိုးမလဲဆရာကြီးပြင်ပန်းလာတာဖြစ်မှာပါဒီညနားလိုက်ပါမနေ့ပြန်နေ့လေလောက်စမလားကျွန်တော်လည်းအဲ့ဒီလိုပဲစဉ်းစားထားတာပါဥက္ကဋ္ဌဟိုတယ်စီစဉ်ပြီးပါပြီဘယ်တော့သွားမှလဲလီဝင်းကကျွန်တော်ဘာကြောင့်အဲ့ဒီလောက်များတဲ့တတူးတွေကိုထိုးတာလဲဆိုတာအံ့ဩနေပေမဲ့မေးဖို့တော့မဝင်ရဲပါနောက်တနေ့နေ့လယ်မှာလီဝင်းကတကားဝမှာစောင့်နေပါတယ်ညနေနေဝင်တရောအချိန်ကြာမှတကားပွင့်လာပြီးနည်းနည်းကသူ့တပည့်နှစ်ယောက်နဲ့ထွက်လာပါတယ်ဘယ်လိုလဲလီဝင်းကရှေ့ကိုတိုးပြီးမေးလိုက်ပါတယ်ဝီမမဥက္ကဋ္ဌရဲ့တတူးတွေကတကယ်ကိုပြည့်စုံပါတယ်ကျွန်တော်ရဲ့တသက်တာအာယုံဆိုင်မှုအားလုံးကိုဒီမှာပဲသုံးလိုက်တာပါမကြာကမင်းကိုလည်းတတူးတစ်ခုထိုးပေးဖို့ပြောခိုင်းထားတယ်ဘာလို့ချင်လဲကျွန်တော်ဒီညပဲပြန်တော့မှမဟုတ်ပါတတူးကျမကိုလည်းထိုးခိုင်းပါလားလီဝင်းကြောင်သွားပါတယ်မဖြစ်မနေထိုးရမယ်ကျွန်တော်ရဲ့တက်သားတဲ့အတန်ထွက်ပေါ်လာပါတယ်ကောင်းပါပြီနားထဲမှာကြားလိုက်ရတဲ့တက်သားရဲ့အမိန့်ကြောင့်လီဝင်းလည်းအန်ကိုချိတ်ပြီးသဘောတူလိုက်ရပါတယ်ငါလက်မောင်းမှာတတူးတစ်ခုထိုးပြီးအမျိုးသမီးအတူရ female ratchaser တစ်ခုသူစကားမဆုံးခင်မှာပဲအခန်းထဲကနေကျွန်တော်အတန်ကဝင်ပြောလိုက်ပါတယ်အားလီဝင်းကြောင်တောင်ဖြစ်သွားပြီးမှဟုတ်ကဲ့ဥက္ကဋ္ဌစိတ်တိုင်းကြပါလို့ပြန်ပြောလိုက်ပါတယ်သူတို့နောက်တစ်ခန်းထဲဝင်သွားကြပါတယ်ခဏကြာမှကျွန်တော်အင်ဂျီမပါပဲအခန်းထဲကနေထွက်လာခဲ့ပါတယ်ဘဲဘက်လက်မောင်းမှာငကားနဲ့ညာဘက်လက်မောင်းမှာကြားဖြူရင်ဘက်မှာကြားတစ်ကြိုးကုန်းမှာအတူရဘဲဘက်တင်ပါမှာမြောက်ပြီးရင်ညာဘက်တင်ပါမှာနှစားဘဲဘက်ခြေထောက်မှာမရနမင်းညာဘက်ခြေထောက်မှာယာဟုဘဲဘက်လက်ဖမိုးမှာဦးကောင်းခုံညာဘက်လက်ဖမိုးမှာနမေကြီးဖျားမြခုံးကြားမှာတော့တွေးအောင်မွေးမြင်တခုတတူးတွေနိုးထလာတဲ့အခါတတူးကပိုပြင်းထန်လေးခံစားရမယ့်ဝေဒနာကပိုဆိုးလေးဆိုတာကိုမသိခဲ့ပါဘူးအရင်ဘဝကကျွန်တော်ကတတူးဆွမ်းရှင်မဟုတ်ခဲ့ဘူးလေဒီတတူးတွေကြောင့်ကျွန်တော်တေးလောက်အောင်နာကျင်ပြီးပောက်ခွဲသွားနိုင်ပေမဲ့အခုတော့လမ်းကြောင်းတစ်ခုပဲရှိပါတော့တယ်မအောင်မြင်လူဖြစ်မလာတော့ဘူးအချိန်တွေအမြဲဆန်စွာကုန်ဆုံးသွားပြီးတတူးထိုးပြီးတဲ့နောက်ဇန်နဝါရီ31ရက်ကိုရောက်ရှိလာပါတော့တယ်လောင်ဂျီမျိုးအနောက်ဘက်ကနာရမှာရွှန်30ဘီလီယံလောက်အကုန်ကျခံထားတဲ့စတူရန်မီတာ50ကျော်ကျယ်ဝန်းတဲ့အကြီးစားဘေးကင်းရနေရာကြီးဟာမြို့ငယ်လေးတစ်ခုလိုမျိုးတည်ရှိနေပါတယ်။မျက်မြင်ကြည့်ရတာကအလွန်တုံ့လုံးချောက်ချားစရာကောင်းလာပါတယ်။ထူတဲ့တတိုင်းကြီးကမီတာ600ကျော်မြင့်ပြီးအထူကမီတာ20လောက်ရှိပါတယ်။တန်ကူကွန်ကရစ်နဲ့ဆောက်လုပ်ထားပြီးအပေါ်ရန်နဲ့အတွင်းဘက်မှာ40စင်တီမီတာရှိတဲ့တံမဏိပြားတွေကာရံထားပါတယ်။အကွာဝေးတစ်ခုစီတိုင်းမှာလျှက်စစ်ထုတ်တဲ့လေယာဉ်ဟက်တွေရှိပြီးအပေါ်ရန်မှာတော့တားရဲတွေမဝင်နိုင်အောင်လျှက်စစ်ခြံစည်းရိုးတွေနဲ့ကာရံထားပါတယ်။တတိုင်းပေါ်မှာနေအောင်ကြည်စွမ်းရင်သုံးပြားတွေအများကြီးတက်ဆင်ထားပါတယ်။တတိုင်းတင်မကပဲဘေးကင်းရနေရာအတွင်းကမြေပြင်တွေပါတန်ကူကွန်ကရစ်တွေနဲ့ခင်းထားပါတယ်။အောက်ခြေနဲ့အပေါ်ရန်တွေကိုတော့အထူးကြီးတဲ့တံမဏိပြားတွေနဲ့ဖုံးအုပ်ထားပါတယ်။ကပ်ပေးကြီးစတင်တဲ့အချိန်မှာတတူမရှိသူတွေအတွက်တော့ကြောက်မဖွယ်ကောင်းပါတယ်။ကြွက်တွေပြည့်စိတ်တွေကအစအကုန်လုံးဗီဇပြောင်းသွားကြပါပြီ။တိုင်းအတွင်းဘက်မှာဆိုရင်အဆောက်အဦတွေကလူပေါင်းတောင်းချီနေထိုင်နိုင်လောက်အောင်ရှိပါတယ်။ဘေးကရနေရအပြင်ဘက်မှာတော့ဘလော့ဂါတွေနဲ့ကြည့်ရှုသူတွေအများပြားရောက်နေကြပါတယ်။ဒီလိုအေယာမအဆောက်အဦကြီးကိုကြည့်ပြီးအကုန်လုံးအံ့အားသင့်နေကြပါတယ်။ဝီမမဥက္ကဋ္ဌနဲ့ရင်းနှီးတဲ့သူအနေနဲ့ဒီဘေးကရနေရဘာကြောင့်ဆောက်တာလဲဆိုတာနည်းနည်းလေးတော့မသိဘူးလား။စိန်ခံကားတစ်စီးထဲမှာနောက်ခန်းကဂုံတရီရှိပုံပေါက်တဲ့အမျိုးသမီးတစ်ယောက်ကအဝေးကအဆောက်အဦကြီးကိုမေးကြည့်ရင်ဘေးကထိုင်နေတဲ့လူကိုကိုမေးလိုက်ပါတယ်ဒီမျိုးသမီးကတော့ဟဲညူဂရုကိုနောက်ွယ်ကနေဝယ်ယူသူခါထက်ကမိသားစုကြီး၅စုတွေကတစ်ခုဖြစ်တဲ့မိသားစုရဲ့သမီးဝင်ရှိရဖြစ်ပါတယ်ဥက္ကဋ္ဌကဘာမှမပြောပြဘူးသူ့အကြောင်းသိရင်သိမှာပါသူကကိုလူတွေကိုတော့သူ့အစီအစဉ်တွေကိုလုံးဝပြောပြလေးမရှိတဲ့သူမျိုးပါခြေပါတာ
ငါသူ့အကြောင်းကောင်းကောင်းသိပါတယ်သူနဲ့အချင်းချင်းလုပ်ငန်းလုပ်ဖူးတယ်သူကတကယ်ကိုနားလည်ရခက်တဲ့လူတစ်ယောက်ပါပဲအပြင်မှာလူတွေဝိုင်းပြောနေတာတွေကိုတော့ကျွန်တော်လုံးဝဂရုမစိုက်ပါခန်းထဲမှာဖုန်းကိုကြည့်ရင်ကျွန်တော်တူတူလေးပြောလိုက်ပါတယ်ကျွန်တော်ဘေးနားမှာတော့ကြွက်သားတောင်းတောင်းနဲ့လူတရာ၈ယောက်ရှိနေပါတယ်သူတို့တယောက်စီတိုင်းမှာလည်းတတူမျိုးမျိုးရှိနေကြပြီးလေးဦးရင်းလိုပဲကျွန်တော်ရဲ့အရင်နှီးဆုံးသူတွေပါကျွန်တော်ဖုန်းထဲကအချိန်ကိုကြည့်ရင်စိတ်ထဲကနေနောက်ပြန်ရေတွက်နေပါတယ်အချိန်တိုင်းကပြောင်းလဲသွားတိုင်းကျွန်တော်ရဲ့နှလုံးခုန်တန်တွေကလည်းပုံမြန်လာပါတယ်နောက်ဆုံးမှာတော့ရုတ်တရက်ကောင်းကင်ယံမှာလေထုကိုထပ်ပိုင်းချမ်းသွားတဲ့သွေးရောက်လက်စီးကြောက်တစ်ခုထွက်ပေါ်လာပါတယ်ရောက်လာပြီးကပ်ပေးကြီးရောက်လာပြီးအဲ့ဒီအချိန်မှာကျွန်တော်ခန္ဓာကိုယ်ကတုန်ခါသွားပြီးအုံနောက်ထဲမှာအစွမ်းထက်တဲ့စိတ်ဆွမ်းအားဆက်တစ်ခုကယူသွစွာနဲ့အလူးလဲခုန်ပေါက်လာပါတယ်ခေါင်းကိုဖောက်ခွဲပြစ်မလို့ခံစားရပြီးမျက်လုံးတွေကသွေးရောင်တန်းလာကအော်ဟစ်လိုက်မိပါတယ်နေရန်ကိုခေါင်းနဲ့စောင့်ပြီးတဲ့အချိန်မှာပဲဘယ်ဘက်လက်မောင်းကငကားနဲ့ညာဘက်လက်မောင်းကကြားဖြူရင်ဘက်ကကြားတစ်ကြောကုန်းကအတူရဘယ်ဘက်တင်ပါကမြောက်ကရင်ညာဘက်တင်ပါကနစားဘယ်ဘက်ခြေထောက်ကမရနဲ့မင်းညာဘက်ခြေထောက်ကရာဟုဘယ်ဘက်လက်ဖမှုကဦးကောင်းကုန်းညာဘက်လက်ဖမှုကနမီကြီးဖျားမျက်ခုံးကြားကသွေးရောင်မွေးမြင်တို့ဟာအလွန်ပူပြင်းတဲ့အပူချိန်တွေကိုထုတ်လွှတ်လိုက်ပါတယ်အစွမ်းရည်တွေကခန္ဓာကိုယ်ထဲမှာယူသွစွာနဲ့လှည့်ပတ်နေပါတယ်ဘယ်လိုမှမခံရနိုင်တော့ပဲမြေပြင်ပေါ်နူးလိမ့်နေချိန်မှာအယိုးတွေကျိုးကျသွားတဲ့အတန်ကိုကြားလိုက်ရပြီးအသားအရည်တွေကွဲထွက်ကသွေးတွေစီးကျလာပါတယ်တူတောင်းတဲ့စက္ကန့်ပိုင်းအတွင်းမှာပဲကျွန်တော်တေလူမျိုးပါဖြစ်သွားခဲ့ပါတယ်ခန္ဓာကိုယ်ထဲကနေငကားကြားဖြူကြားတစ်တို့ရဲ့ဟိန်းတန်တွေထွက်ပေါ်လာပြီးခန္ဓာကိုယ်တစ်ခုလုံးကွဲထွက်လူနေပါဖြစ်သွားပါတယ်အခုတော့ကျွန်တော်တကယ်ကိုမျောလင့်ချက်ကင်းမဲ့သွားပါပြီမျက်လုံးရှိမှာငကားနဲ့တွေပြန်ဝဲနေတယ်လို့ကြားဖြူတွေဟိန်းနေတယ်လို့မရနဲ့မင်းတွေကြည့်နေတယ်လို့အတူရတွေရက်ဆက်စွာရေမောနေတယ်လို့မြောက်ပြင်းနဲ့နာဆာတို့ကကျွန်တော်ကိုလှောင်ပြောင်းနေတယ်လို့ခံစားရပါတယ်တကယ်ပဲငါမခံနိုင်တော့ဘူးလားသွေးတွေအန်ထွက်လာရင်ကျွန်တော်ခါခါတီးတီးပြုံးလိုက်ပါတယ်ဒီတက်တက်စိတ်ကူးထားတဲ့အရာတွေအားလုံးဒီမှာပဲစသိမ်းရတော့မှလားမကျေနပ်မှုတွေနဲ့ပဲမျက်လုံးကိုမှိတ်လိုက်မိပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲကျွန်တော်လက်ဖွားတွေကတက်တူအမတ်အသားကနေမိခိုးရောင်အလင်းတန်းတစ်ခုထွက်ပေါ်လာပြီးခန္ဓာကိုယ်ထဲကိုဝင်ရောက်သွားပါတယ်ထူးခြားတဲ့အဖြစ်အပျက်တစ်ခုကတော့လက်ဖွားကအမတ်အသားအလင်းတန်းကြောင့်ကျွန်တော်ရဲ့အသက်ရှူလုံးတွေပြန်လဲတည်ငြိမ်လာပြီးပြန်လဲတက်ဝင်လာပါတယ်တက်တူတွေအားလုံးကလည်းအယောင်မြဘိုးစုံနဲ့လေးလက်လာပါတယ်နောက်တော့တက်တူးအသွင်ကူးပြောင်းမှုတွေကကျွန်တော်ကိုယ်ထဲကနေထွက်ပေါ်လာပါတယ်သူတို့ကရက်ဆက်တဲ့သွေးစားတဲ့မကောင်းဆိုးဝါးဆန်တဲ့ဒါပေမဲ့နောက်ဆုံးမှာတော့ကျွန်တော်ကိုယ်ထဲကိုပဲပြန်လည်ဝင်ရောက်သွားကြပါတယ်အပြင်ဘက်မှာတော့မြူတွေဖုံးလွှမ်းနေပေမဲ့သွေးရောင်လာမင်းကြီးရဲ့အလင်းရောင်ကိုတော့မတားဆီးနိုင်ခဲ့ပါဘူးကမ္ဘာနေရာအနှံ့အပြားမှာဗီဇပြောင်းလဲမှုတွေဖြစ်ပေါ်နေပါတယ်မျက်ပင်လေးတွေကအစမီတာပေါင်းများစွာမြင့်မားလာပြီးလူတွေကိုထိုးဖောက်နိုင်လောက်တဲ့အထိထက်မြက်လာကြပါတယ်ဘေးကင်းရနေရအပြင်ဘက်မှာတာရဲတွေရဲ့ဟိန်းတန်တွေပဲတင်ထက်နေပါတယ်အိမ်မွေးတိရစ္ဆာန်မွေးထားတဲ့သူတွေလည်းအံ့အားသင့်နေကြပါတယ်အိမ်ကြောင်အိမ်ခွေးတွေကအစအရွယ်စားအစမတန်ကြီးမားလာပြီးရှားတစ်တွေထက်တောင်ကြောက်စရာကောင်းလာကြပါတယ်ဒါပေမဲ့သူတို့ကသူတို့သခင်တွေကိုတော့တိတ်မထိခိုက်ကြပါဘူးတချို့ဆိုရင်သူတို့သခင်အန်ရဲ့ကြုံရင်တောင်ကာကွယ်ပေးကြပါသေးတယ်ကဘာကြီးတစ်ခုလုံးရှုပ်ထွေးမှုတွေနဲ့ထိတ်လန့်မှုတွေတဲကိုရောက်ရှိသွားပါတယ်တိရစ္ဆာန်ယုံတွေကတာရဲတွေလည်းလွတ်မြောက်လာပြီးလူတွေကိုလိုက်လံတက်ဖြတ်ကြပါတော့တယ်လောင်ဂျီအမျိုးကတိရစ္ဆာန်ယုံမှာပန်နာ3កောင်ကမီတာ23ဆင့်လောက်အထိကြီးမားလာပြီးဟိန်းတန်တွေပြီးနေပါတယ်သူတို့ရဲ့မွေးစားမိဘတွေအသက်ခံရတာကိုမြင်တော့ဒေါသတကြီးနဲ့ဝင်ရောက်တိုက်ခိုက်ကြပါတယ်အပင်တွေလည်းဗီဇပြောင်းလဲပြီးမီတာငယ်ငယ်ကနေမီတာရာခဏအထိမြင့်မားလာပါတယ်အချိန်ကြာလာတာနဲ့အမျှဘေးကင်းရနေရတိုင်းအပြင်ဘက်မှာတောက်ပနေတဲ့မျက်လုံးတွေကထောင်ပေါင်းများစွာရှိနေပါတယ်အထက်မှာရှိတဲ့လျှက်စစ်ကွန်ရက်တွေကလည်းပောက်ကွဲတံတွေထွက်နေပါတယ်မျိုးရိုးဗီဇပြောင်းလဲသွားတဲ့ခြင်းတွေပိုးမွားတွေဟာမိကိုတိုးတဲ့ပိုးပလန်တွေလိုပဲလျှက်စစ်ကာရန်ထားတဲ့ခြံစည်းရိုးတွေကိုတိုးဝင်နေကြပါတယ်ဘိုးအားတသိန်းရှိတဲ့ဒီလျက်စစ်ပိုက်ကုံကိုအခုမှပြောင်းလဲခါစားခြင်းတွေနဲ့တွေမခံနိုင်ကြပါဘူးနေရန်ကိုတွေ့တက်နိုင်တဲ့တဲကန်တန်းတွေတောင်မှ10 မီတာမြင့်ကလျက်စစ်စတီဒါတွေကြောင့်ဒီကိုယ်လုံးကျွမ်းပြီးပြုတ်ကျကုန်ကြပါတယ်လက်ရှိမှာတော့ဒီခိုးလုံးရစခန်းဟာလုံးဝကိုလုံးကျုံနေသေးပါအချိန်တော်ကြာပြီးနောက်မှာတော့နတ်ဆိုးတက်တူးတွေထိုးထားတဲ့ညီကိုတရရှိရောက်ဟာတယောက်ပြီးတယောက်လူလာကြပါတယ်သူတို့ရဲ့ကြောပြင်ပေါ်ကတက်တူးတွေစီကနေစီးဆင်းလာတဲ့အားရင်တွေကိုခံစားမိရင်အားလုံးဟာမယုံနိုင်လောက်အောင်ဖြစ်နေကြပါတယ်သူတို့ဟာနတ်ဆိုးတက်တူးရဲ့ဆွမ်းအားကိုစမ်းသုံးကြည့်တဲ့အခါဒီကိုယ်လုံးကိုနတ်ဆိုးချက်ဝတ်တစားတွေဖုံးလွှမ်းသွားပါတယ်ခဏကြာမှာတော့ဆရာကြီးရဲ့လူယုံကျန်းမှုလည်းနူးလာပါတယ်ဘေးပတ်လေးကိုကြည့်ပေမဲ့ဆရာကြီးကိုတော့မတွေ့ပါဘူးသူ့ရဲ့ကြောပြင်မှာကြားနဲ့ရင်ဘက်မှာနတ်ဆိုးပြင်းတက်တူးတွေရှိနေပြီးကြောက်မဖွယ်ကောင်းတဲ့ဆွမ်းအားနှစ်ခုကသူ့ခန္ဓာကိုယ်ထဲမှာရောရှက်နေပါတယ်သူကြားနဲ့ဆွမ်းအားကိုသုံးလိုက်တဲ့အခါအရန်ကိုလန်းဆန်းပြီးမိုက်လုံးနဲ့ကြားနဲ့စစ်ဝတ်တစားကြီးပေါ်ထွက်လာပါတယ်ဒီလိုမျိုးကြီးလားတကယ်ကိုလန်းလုံးနေကွာသူရမ်းအံ့ဩသွားပါတယ်နောက်ပြီးနတ်ဆိုးဘီရင်တတူကိုထပ်ဆန်းလိုက်တဲ့အခါကြားနဲ့ချက်ဝတ်ကပိုပြီးအဆင့်မြင့်သွားပြီးနတ်ဆိုးဘီရင်ကြားချက်ဝတ်အဖြစ်ပြောင်းလဲသွားပါတယ်သိပ္ပံစိတ်ကူးရင်ကားတွေကလိုကြားစင်းကြောင်းတွေနဲ့အတောင်ပံတွေပါထွက်လာပြီးအရှင်ပြင်းပြင်းနဲ့ပြန်တက်လိုက်တာလျှက်စစ်ပိုက်ကူတောင်ဝင်တိုက်မိမလို့ဖြစ်သွားပါတယ်သူ့ပေါ်ကနေကြည့်လိုက်တော့ရင်ပြင်မှာစုဝေးနေတဲ့ညီကိုတရရှိရောက်ကိုတွေ့လိုက်ရပါတယ်သူဆင်းသက်လိုက်တဲ့အခါအားလုံးကသူတို့ရဲ့နတ်ဆိုးချက်ဝတ်တွေကိုဝတ်ဆင်ထားကြပြီးမျက်နှာထပ်မှာလည်းရင်ခုန်စိတ်လှုပ်ရှားမှုတွေအပြည့်ပါပဲခုကိုတကယ်လန်းတာပဲဗျာဟုတ်တယ်ဒါနဲ့ဆရာကြီးကိုတွေးကြသေးလားကျန်းဟုကလည်းသူ့ကောင်းဆောင်ကိုချုပ်လိုက်ပြီးစိတ်လှုပ်ရှားစွာနဲ့မေးလိုက်ပါတယ်ဒီအချိန်မှာတော့အလဲဘဟုကဘီလာရဲ့တတိယထက်အိတ်ခမ်းထဲမှာကျွန်တော်ရေချိုးပြီးသွေးစွန်းတာတွေကိုစေးကြောပြီးနောက်စပင်အချောက်ခံနေပါတယ်ကျွန်တော်ကိုယ်ပေါ်ကတတူးတွေဟာနိုးထလာပြီးနောက်မှာတော့တကယ်သက်ရှိတွေလိုပဲကြောက်မဖွယ်ကောင်းတဲ့ဖိအားတွေကိုပေးနေပါတယ်ကျွန်တော်ဝတ်စုံတဲ့တစုံကိုဝတ်လိုက်ပြီးလက်ထဲကထူးဆန်းတဲ့မိခိုးရောင်အမှတ်အသားကိုကြည့်နေမိပါတယ်ဒါကကျွန်တော်ကိုကတင်ခဲ့တာပါသတိလစ်နေတဲ့အချိန်မှာဒီအမှတ်အသားကနေထူးဆန်းတဲ့စွမ်းရည်တွေထွက်လာပြီးကျွန်တော်ကိုယ်ပေါ်ကတက်တူးဆဲတစ်ခုလုံးကိုမြင်ဝတ်သွားအောင်လုပ်ပေးခဲ့တာပါမင်းကဘယ်ကလာတာလဲကျွန်တော်ကိုယ့်ဘာသာရေရွရင်းဒီအမှတ်အသားရဲ့လှုပ်ဝက်ချက်ကိုသိချင်နေမိပါတယ်
အခုဆိုရင်ကျွန်တော်တတူရဲ့စွမ်းအားအစစ်အမှန်ကိုမသုံးသေးရင်တော့ခန္ဓာကိုယ်ရဲ့ခွန်အားကမယုံနိုင်အောင်တမ်းမာနေပါပြီ။ကြီးကအင်ကြီးဝတ်ထားရင်တော့ကြီးစံကိုလက်ကလာနဲ့ဖမ်းနိုင်မယ်လို့ခံစားနေရပါတယ်။စိတ်ထဲကနေအာယုံပြုတ်လိုက်တဲ့အခါနဘူးအလဲကသွေးရောင်လက်တတူကနေသွေးနီအောင်လင်းတွေထွက်လာပြီးကျွန်တော်ရှေ့မှာသွေးရောင်လက်ရှိကြီးအဖြစ်ပြောင်းလဲသွားပါတယ်။2 မီတာနီးပါးရှိတဲ့ဒီလန်ကြီးဟာကျွန်တော်ခန္ဓာကိုယ်ရဲ့အစိတ်ပိုင်းတစ်ခုလိုပါပဲ။စိတ်ညှို့လိုက်တာနဲ့လေထုကိုဖျက်ဆီးပြီးလျှက်စီးကြောင်းတစ်ခုလိုအခန်းထဲမှာပြန်ဝဲနေပါတယ်။တကယ်ကိုကြောက်စရာကောင်းတဲ့လက်နက်ပဲကျွန်တော်အရန်ကျဉ်နေသွားပါတယ်။ဆက်ပြီးအတူရတတူကိုတုံးလိုက်တဲ့အခါတကူလုံးမှာညီညိုရောင်လန်းလုံးနဲ့ချက်ဝတ်တစားကြီးပေါ်လာပါတယ်။အဲဒီနောက်ငကားနဲ့တတူရဲ့စွမ်းအားပါပေါင်းဆက်လိုက်တဲ့အခါအတူရချက်ဝတ်ကငကားနဲ့အကြီးခွန်တွေနဲ့ပူပြီးရက်ဆက်ချမ်းကျုပ်တဲ့ပုံစံမျိုးပြောင်းသွားပါတယ်။ခေါင်းဆောင်ကလည်းငကားကောင်းပုံစံဖြစ်သွားပြီးထွက်ပေါ်လာတဲ့အရှိန်အဝါကတကယ်ကိုတုံလို့စရာပါ။ကျွန်တော်ရဲ့ကြောပြင်မှာတော့20စင်တီမီတာခန့်ရှိတဲ့အလွန်ထက်မြက်တဲ့ကြားဖြူပြန်သား36စင်စစ်ဟာငြိမ်သက်စွာဝဲပြန်နေပါတယ်။ခိုးလုံးရစခန်းထဲမှာကျွန်တော်အေးစစ်စစ်ရှိနေပေမဲ့အပြင်လောကမှာတော့မရေကျနေတယ်လို့ပါပဲ။လုံကျန်းမြို့ရဲ့ဗီလာရက်ကွက်တစ်ခုမှာမျိုးရိုးဗီဇပြောင်းလဲသွားတဲ့တိဘက်ခွေးကြီးတစ်ကောင်ဟာကားတစ်စီးစာလောက်ကြီးမားနေပြီးအိမ်ရှိမှာစောင့်နေပါတယ်။တခြားကြီးမားတဲ့တောကြောင်တွေခွေးတွေကြွက်တွေဟာဒီခွေးကြီးကိုကြောက်လို့မဝင်ရဲကြပါဘူး။ဒါပေမဲ့တခြားဗီလာတွေထဲကနေတော့ကြောက်လန့်တခြားအော်ဟစ်တန်တွေထွက်ပေါ်နေပါတယ်။ခြံထဲကမြက်ပင်တွေဟာ10 မီတာလောက်မြင့်နေပြီးတစ်ပင်ကြီးတွေကလည်းကြောက်စရာကောင်းအောင်ကြီးထွားနေပါတယ်။အဲ့ဒီဒီဘက်ခွေးကြီးစောင့်နေတဲ့ဗီလာထဲမှာတော့လင်းရွှေရောင်ဟာမျက်နှာလေးဖြူဖြော်ပြီးဆိုဖာပေါ်မှာကွေးနေပါတယ်။အပြင်ကအော်ဟစ်တန်တွေကြောင့်သူမအရန်ကိုကြောက်လန့်နေရှာပါတယ်။ကံကောင်းတာကသူမမွေးထားတဲ့ခွေးကြီးရှောင်းပိုင်းကတော့သူမကိုအန်ဒီရမပြုပါဘူး။အဲ့ဒီအချိန်မှာပဲအပြင်ကခွေးကြီးကဟိန်းဟောက်လိုက်ပြီးလူယူရန်ရဲ့အတန်ထွက်ပေါ်လာပါတယ်။သူဒီအချိန်မှာဘလို့လုံးရောက်လာတာလဲ။ရှောင်းပိုင်းမကိုက်နဲ့ဒါငါတို့လူပဲ။လင်းရွှေရောင်ကအမြန်ထပြီးတကားဖွင့်ပေးလိုက်ပါတယ်။သူမရဲ့ခွေးကြီးကတော့အပြာနဲ့အနက်ရောင်ချက်ဝတ်ထားတဲ့အမျိုးသမီးတစ်ယောက်ကိုရမ်းမှုမိပါတယ်။ရွှေရောင်မမကျမလူလူရံမှာသူမကခေါင်းဆောင်ကိုချွတ်လိုက်တဲ့အခါမှာလင်းရွှေရောင်ကအံ့ဩသွားပြီးဒီချက်ဝတ်တွေဘယ်ကရတာလဲလို့မိပါတော့တယ်။အထဲဝင်မှပြောရအောင်မြို့ထဲမှာအကုန်လုံးရုံးရင်ဆန်ခတ်ဖြစ်နေပြီးတိရစ္ဆာန်တွေကတားရဲတွေဖြစ်ကုန်ပြီးလူတွေကိုလိုက်တက်နေကြတာလူလူရံကပြောရင်းအထဲဝင်လာပါတယ်။လူရံဒီချက်ဝတ်ကဘယ်ကရတာလဲ။တတူးကနေရတာပါလူလူရံကရေတငုံတောက်ပြီးဖြစ်ချောင်းကုန်စင်ကိုရှင်းပြလိုက်ပါတယ်။ဒီကြည့်ပေါ်တာဆိုတဲ့လူကကဘာပြတ်တော့မယ်ဆိုတာကိုတကယ်ကြိုသိနေတာပဲတတူးတွေကဆွားရမယ်ဆိုတာကိုပါသိနေတဲ့လင်းရွှေရောင်ဟာနားထောင်ပြီးကြောင်အန်းဖြစ်သွားပါတယ်။မမကျမမမကိုခိုးလုံးရစခန်းကိုပို့ပေးမယ်ဒီမှာနေတာမလုံခြုံတော့ဘူးညမောင်လာတာနဲ့အမျှတစ်မျိုးလုံးမှာတားရဲတွေရဲ့ဟိန်းတန်တွေနဲ့လူတွေရဲ့အော်တန်တွေပြည့်နေနေပါတယ်ခဏအကြာမှာတော့တိုက်လေရင်တွေမြို့ပေါ်ကိုပြန်တန်းလာပါတယ်တိုက်လေရင်တွေကရေဓာတွေနဲ့တားရဲတွေကိုရှာဖွေပြီးပြစ်ခတ်နှိမ်နင်းနေပါတယ်စစ်တပ်ကတော့တက်နိုင်တဲ့လောက်လူတွေကိုကယ်တင်နေပေမဲ့အားလုံးကိုတော့မကယ်နိုင်ပါဘူးအခုမှပြောင်းတဲ့ခါစားတားရဲတွေကကြီးစံကိုမခံနိုင်သေးပေမဲ့စစ်တပ်တွေလည်းမလွယ်ပါဘူးအမောင်တွေကချင်းကြီးတွေကလူတယောက်ကိုခဏလေးတွင်သွေးဆုပ်ပြီးဒုက္ခပေးနိုင်ပါတယ်မြို့ထဲမှာအန်ဒီရဲတွေအပြည့်ပါပဲနောက်ကစင်ကြီးဘုံကခိုးလုံးရစခန်းရဲ့နေရန်ကြီးတွေအပြင်ဘက်မှာလည်းတားရဲတွေအများကြီးစုဝေးနေပါတယ်တဲကျွတ်တွေအများကြီးပဲအနည်းဆုံးထောင်ချီရှိမယ်အရင်ကခြေထောက်နဲ့နင်းတက်လို့ရတဲ့တဲကျွတ်တွေဟာအခုတော့ကြားတကောင်လောက်ကြီးနေပြီးနေရန်ကိုတူးဖောက်ဖို့ကြိုးစားနေကြပါတယ်ညီကိုတရရှိရောက်ဟာသူတို့ရဲ့ချက်ဝတ်တွေကိုစမ်းသပ်ချင်နေကြပါပြီအဲ့ဒီအချိန်မှာကျွန်တော်နဲ့ကျန်းဟူရောက်လာပါတယ်ဘယ်လိုလဲဒီချက်ဝတ်တွေကိုသဘောကျရဲ့လားအရမ်းမိုက်တယ်ဆရာကြီးကတကယ်ကိုနက်ဖျားလိုကြိုသိနေတာပဲကဲအရင်ဆုံးစစ်လေးတောက်တောက်လိုက်ဦးပြီးရင်ငါနဲ့တူအပြင်ထွက်ပြီးတားရဲတွေကိုရှင်းကြမယ်သူတို့ကိုယ်ထဲမှာရွှေမြူတွေရှိတယ်အဲ့ဒါတွေကငါတို့ရဲ့တတူးတွေကိုအဆင့်မြင့်ပေးနိုင်တယ်တတူးကအဆင့်မြင့်လို့ရသေးတာလားအားလုံးမျက်လုံးတွေတောက်ပသွားပြီးဆရာကြီးကိုစစ်လိမ့်မိပေးကြပါတယ်ကျွန်တော်ကတော့ရက်ဆက်တဲ့အကြည့်တွေနဲ့ဒါဟာငါတို့ရဲ့ခစ်ပဲလို့ပြောလိုက်ပါတယ်ကျွန်တော်ရဲ့အတူရငကားချက်ဝတ်ကိုဝတ်လိုက်တဲ့အခါထွက်ပေါ်လာတဲ့ဖိအားကြောင့်အားလုံးတုန်လှုပ်သွားကြပါတယ်ဆရာကြီးရဲ့ချက်ဝတ်ကတကယ်ကြောက်စရာပဲကျွန်တော်ကတော့တတူးနှစ်ခုမိုးထားတာတောင်သိမလို့ဖြစ်ခဲ့တာဆရာကြီးက10ခုတောင်ဘလို့တောက်ခံခဲ့တာလဲကျန်းဟူကအံ့ဩတကြီးမိပါတယ်သူကတော့ဆရာကြီးကိုမနာလိုတာမျိုးမရှိပါဘူးကျွန်တော်လည်းတကယ်တော့သိမလို့ဖြစ်ခဲ့တာပါလက်ထဲကထူးဆန်းတဲ့အမှတ်သားတာမရှိရင်ကျွန်တော်လည်းရှိမှာမဟုတ်တော့ပါဘူးအဲ့ဒီအချိန်မှာပဲကောင်းကင်ကနေကျေလောင်တဲ့အော်ဟစ်တန်ကြီးထွက်ပေါ်လာပါတယ်အားလုံးအပေါ်ကိုကြည့်လိုက်တဲ့အခါလေရင်ပြက်တစ်စီးစာလောက်ကြီးမားတဲ့လင်းကြီးတစ်ကောင်ဟာတွေးအောင်လာမင်းအောက်မှာပြန်တန်းလာတာကိုတွေ့လိုက်ရပါတယ်မျက်လုံးတွေကမြည်ရဲနေပြီးအယမ်းကိုကြောက်စရာကောင်းပါတယ်ဒီတဲကန်နာရထဲမှာတဲကျွတ်တွေအပြင်ဒီလိုလင်းကြီးတွေလည်းရှိနေတာပါကျန်းဟူကလင်းနာကြီးကိုစိုက်ကြည့်နေပါတယ်အဲ့ဒီအချိန်မှာလင်းနာကြီးကပါဇက်ကနေစွမ်းရင်တန်းကြီးတစ်ခုကိုလျှက်စစ်ပိုက်ကွန်စီပြစ်လွတ်လိုက်ပါတယ်ဒါပေမဲ့လျှက်စစ်ပိုက်ကွန်ကတော့ဘာမှမဖြစ်ပဲတုံခါသွားရုံနဲ့ရှိပါတယ်ဒါကကဘာပေါ်မှာအကောင်းဆုံးတတုဆန်းနဲ့လှုပ်ထားတာပဲသူတို့နောက်ထပ်အဆင့်မြင့်လာရင်တော့ပိုကြောက်စရာကောင်းနေမယ်ကဲလက်နက်တိုက်ကနေလက်နက်တွေတွားယူကြအခုကငါတို့ရဲ့အမဲလိုက်ချိန်ပဲကျွန်တော်စစ်လိတ်တူကိုလွှင့်ပစ်လိုက်ပြီးဒီလင်းနာကြီးကိုငါ့ကိုထားလိုက်လို့ပြောလိုက်ပါတယ်အားလုံးကခေါင်းညှိပြီးလက်နဲ့ယူဖို့ဆင်းသွားကြပါတယ်။ကျန်းဟူကတော့ဆရာကြီးပြန်တက်လို့လား။ကျွန်တော်ကိုပေးလိုက်ပါလို့ပြောပါတယ်စိတ်ဆွမ်းအားရှိရင်ပြန်လို့ရတာပဲ။လို့ပြောပြီးကျွန်တော်ငကားကောင်းဆောင်ကိုတက်လိုက်ပါတယ်။အရှိန်ဟုန်နဲ့တကားကြီးစီကိုပြန်တန်းသွားပါတယ်။တတူးတွေနိုးထလာတာနဲ့အမျှစိတ်ဆွမ်းအားတွေလည်းတိုးလာတာမို့ကျွန်တော်အတွက်ပြန်တန်းဖို့ကမခက်ခဲပါဘူး။ဒါမျိုးလဲရတာပဲလား။
ဆရာကြီးကတော့ဆရာကြီးပဲကျန်းမှုလည်းလက်နဲ့ယူဖို့ပြီးသွားပါတယ်ကျွန်တော်တန်တကားကြီးရှိကိုရောက်တဲ့အခါခလုံးနှိပ်ပြီးဖွင့်လိုက်ပါတယ်ကျွန်တော်ရဲ့အတူရငကားချက်ဝတ်ပေါ်မှာငကားဆင်းကြောင်းတွေကတစ်ဖြက်ဖြက်တောက်နေပါတယ်လက်ထဲမှာတော့သွေးရောင်လမ်းရှိကြီးကိုကင်ထားပါတယ်ငကားပွင့်သွားတာနဲ့အပြင်မှာစောင့်နေတဲ့ရာနဲ့ချီတဲ့တဲကျွတ်တွေတဲကန်းနှန်းတွေကကျွန်တော်ကိုဝိုင်းဝန်းလာကြပါတယ်ကျွန်တော်ကတော့အေးအေးဆေးဆေးပါပဲလှန်ကိုတစ်ချက်ဝေးရလိုက်တာနဲ့တဲကန်းနှန်းကြီးတစ်ကောင်ရဲ့ခေါင်းကိုဖောက်ထွက်သွားပြီးပောက်ကွဲသွားစေပါတယ်ဘေးကတဲကျွတ်တွေထပ်တိုးလာပြီးမြဲကျွန်တော်ရဲ့အရှိန်ကအယမ်းမြန်ပါတယ်ခဏလေးတွေးမှပဲတဲကျွတ်6ကောင်ရဲ့ခေါင်းတွေတက်ထွက်ကုန်ပါတယ်ကျွန်တော်ရဲ့တတူးတွေကအဆင့်တစ်ပဲရှိသေးပေမဲ့ကဘာပေါ်မှာအတန်မဆုံးတတူးတွေမျိုးဘယ်သူမှမရှင်းနိုင်ပါဘူးဆရာကြီးကျွန်တော်လာပြီဖိုလင်းတက်ကြီးထွက်ပြေးတော့မယ်သွားလိုက်တော့ကျန်းဟုကဓာကြီးတစ်လက်ကင်ပြီးထွက်လာပါတယ်သူကလည်းတားရဲတွေကိုတရားဆက်ခုတ်ပိုင်းနေပါပြီကျွန်တော်လည်းကောင်းကင်ကိုပြန်တက်ပြီးလင်းတကြီးနောက်ကိုလိုက်ပါတော့တဲ့ညီကိုတရရှိရောက်လဲအပြင်ထွက်လာပြီးတားရဲတွေကိုတက်ဖြတ်နေကြပါတယ်ကျွန်တော်ကတော့မီတာ2000မြင့်မှလင်းတကြီးကိုလိုက်မိသွားပါပြီလင်းတကြီးကကျွန်တော်စီကဖိအားကိုခံစားမိပြီးကြောက်လန့်တကြားထွက်ပြေးနေပါတယ်လင်းတကြီးကပါဇက်ကနေစွမ်းရည်နှန်းတွေနဲ့ပြစ်ခတ်ပေမဲ့ကျွန်တော်ကတော့လက်တစ်ဖက်နဲ့တင်အသာလေးပယ်ဖြတ်လိုက်နိုင်ပါတယ်ဒီလူသားကဘလို့လုံးပြန်နိုင်တာလဲဘာလို့ဒီလောက်တောင်တမန်နေရတာလဲလို့လင်းတကြီးကစိတ်ထဲကနေချိန်ဆနေပါတယ်ရုတ်တရက်သွေးရောင်လန်ကြီးကလင်းတကြီးရဲ့လက်ပင်ကိုဖောက်ထွက်သွားပါတယ်မဖြစ်နိုင်ဘူးလင်းတကြီးဟာမကြည်မနှက်နဲ့ကောင်းကင်ကနေပြုတ်ကျသွားပါတော့တယ်ကျွန်တော်လင်းတကြီးရဲ့အလောင်းကိုလက်သီးနဲ့တစ်ချက်ထိုးခွဲလိုက်တဲ့အခါကလေးလက်သီးစုပ်လောက်ရှိတဲ့ရွှေမြူးတွေတစ်ခုကိုရလိုက်ပါတယ်အစောပိုင်းမှာရင်ဒီလောက်ကြီးတဲ့အမြူးတွေရတာလားဒါကိုလွတ်ထားရင်လူသားတွေအတွက်အန္တရာယ်ပဲလို့ပြောရင်ကျွန်တော်ပြန်လှည့်လာပါတယ်ကျွန်တော်ပြန်ရောက်လာပြီးတားရဲတွေကိုဆက်သက်ပါတယ်ကျွန်တော်ကတော့တကယ်လူတက်ဆက်ကြီးလို့ပါပဲနိုင်ဝက်လောက်အတွင်းမှာတားရဲတွေအကုန်တေကုန်ပြီးညီကိုတွေကအမြူးတွေကိုလိုက်သိမ်းနေကြပါတယ်အယမ်းမိုက်တာပဲဆရာကြီးကျန်းဟုကသွေးတွေဆုံးနေတဲ့ဓာကြီးကိုကင်ပြီးပြန်လာပါတယ်ကျွန်တော်ကတော့အဝေးကိုလှမ်းကြည့်နေမိပါတယ်ဆရာကြီးဘာဖြစ်လို့လဲကျွန်တော်တို့ကိုရှင်နိုင်တဲ့သူရှိလို့လားတဲကန်နာရလမ်းလျှောက်ခြင်းတွေအန္တရာယ်ကိုတတိထားရမယ်ဒါတွေကအာဖရိကမှာပဲရှိတာမဟုတ်ဘူးလားဒီနေရာကအရင်ကအကျဉ်းထောင်ဟောင်းတွေလွန်ခဲ့တဲ့ရာစုနှစ်ကအကျဉ်းသားတွေထွက်မပြေးနိုင်အောင်အာဖရိကကနေယူလာပြီးမွေးထားခဲ့တာအခုသွေးနှံတွေကြောင့်သူတို့ရောက်လာနိုင်တယ်အရင်ဘဝတုန်းကကျွန်တော်မှတ်မိနေပါတယ်ဒီနေရာမှာတဲကန်နာရချင်းသေးတွေအများကြီးထွက်ပေါ်လာခဲ့တာပါစစ်တပ်ကတိုက်လေရင်ထောင်ချီတုံးပြီးနှိမ်နှင်းခဲ့ရတာကျွန်တော်ဒီနေရာမှာခိုးလုံးရစခန်းဆောက်ခဲ့တာကလည်းဒီချင်းသေးတွေကိုတက်ပြီးအမြုတွေအမြန်စုဆောင်းမှုပါပဲဒါကတကယ်အခွင့်အရေးပဲကျန်းဟုကလည်းသဘောပေါက်သွားပါတယ်ကျွန်တော်သိပါတယ်ဒါဟာအစပဲရှိပါသေးတယ်မြို့တွေကတားရဲတွေကနှိမ်နှင်းရလွယ်ပေမဲ့ပင်လယ်တွေကတရဝါတွေတက်လာတဲ့အချိန်ကျရင်တော့လူသားတွေအတွက်တကယ်ငြိမ်ဖြစ်လာမှာပါအန်နာကြီးတွေကလက်ရှိမှာအတမဆုံးတားရဲတွေပါပဲစစ်ဌာနချုပ်ထဲမှာတော့လူကြီးတွေကစိုးရိမ်တကြီးဆွေးနွေးနေကြပါတယ်ရိုးလူတွေပျက်စီးကုန်ပြီးအဆက်အသွယ်တွေပြတ်တောက်နေပါပြီအနောက်ဘက်တဲကန်နာရမှာချင်းသေးတွေအများကြီးထွက်လာပြီးတဲ့အားလုံးလန့်သွားကြပါတယ်ဒီချင်းသေးတွေကစင်တကောင်ကိုတောင်ခဏလေးနဲ့စားပြစ်နိုင်တာပါသူတို့သာမြို့ထဲဝင်လာရင်မတွေးရစရာပါပဲချက်ချင်းအမိန့်ထုတ်လိုက်ဘုံကျဲလေရင်တွေအကုန်လွတ်ပြီးအနောက်ဘက်တဲကန်နာရကိုအကုန်ဘုံကျဲချပစ်ဒီချင်းသေးတွေမြို့ထဲကိုလုံးဝအဝင်မခံနိုင်ဘူးလို့လူကြီးတယောက်ကအမိန့်ပေးလိုက်ပါတော့